မြတ်စွာဘုရားရဲ့တရားတော်ရသမထကျင့်စဉ်ရဲ့လမ်းဆုံးကတော့ဆန်တဲ့အပိညာဉ်တွေပဲအပိညာဉ်တွေမှာပဲလမ်းဆုံးတယ်ထူးခြားတဲ့စွမ်းရည်တတ္တိတွေရမယ်သို့တော့တည်ရင်လည်းဗြဟ္မပုံမှာရောက်ပြီးတော့နောက်တစ်ချိန်ကျတန်တရားတွေကလွတ်မှာမဟုတ်ဘူးပြန်လာအောင်မှာပဲလို့ဆိုရင်အနေထားမျိုးရှိအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကတခါရောက်ရင်ဘယ်တော့မှပြန်မလာရတဲ့နေရာမျိုးဆိုလိုတာကအကြောင်းတရားတွေကုံအောင်ခြေမုံလိုက်နိုင်တယ်အကောင်းတရားတွေကုံအောင်ဖယ်ရှားလိုက်နိုင်တဲ့ဤစနစ်တစ်ခုကတော့ဝိပဿနာပဲမှန်ပါပါဝိဆိုတာမတူညီတဲ့ပဿနာအမြင်တစ်ခုဒီဉာဏ်ဤစွမ်းအားနဲ့မှကုံစင်အောင်ပူခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဘေးဒုက္ခတွေကင်းတဲ့အခြေအနေတစ်ခုကိုဉာဏ်ဤကမှပေးနိုင်တယ်တမာရီဆိုတာဒီဉာဏ်ဤကိုအထောက်အကူပြုဖို့ပဲရှိတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့နှမျိုးခွဲခြားမှတ်သားတဲ့နဲ့ပေါ့တဦးကသမထကျင့်စဉ်တမာတိလုပ်ငန်းကိုထူထောင်ပြီးတော့မှဝိပဿနာကိုအထုတ်တယ်ဒါကတဦးနောက်တဦးကတော့ဝိပဿနာကိုပဲတိုက်ရိုက်သွားတယ်တမာတိကိုထူထောင်ပြီးတော့မနေတော့ဘူးဝိပဿနာအာယုန်နဲ့ပဲပညာတိုးတက်အောင်ကြိုးစားတယ်ဆိုရယ်ဒီနည်းနှစ်ခုရှိလာအဲ့ဒီနည်းနှစ်ခုရှိလာတဲ့အခါမှာပထမနည်းကိုသမထယာနိကပုဂ္ဂိုလ်လို့ခေါ်တယ်ပထမနည်းလိုက်တဲ့ပုဂ္ဂိုလ်သမထယာနိကဒုတိယနည်းလိုက်တဲ့ပုဂ္ဂိုလ်ဝိပဿနာယာနိကပုဂ္ဂိုလ်လို့ခေါ်တယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သမထကျင့်စဉ်ပဲကျင့်ဝိပဿနာကျင့်စဉ်ပဲကျင့်ပထမဆုံးလုံးတင်လုံးထိုက်တဲ့ကိစ္စကပါလဲလို့ဆိုရင်ကိုချင်းတရားကောင်းမွန်အောင်အရင်ဆောက်တည်ဖို့လိုတယ်မှန်ပါပါဗျာကိုချင်းတရားကောင်းမွန်အောင်လုပ်တယ်လို့ဆိုတာပြင်လိုက်တာတခဏလေးပဲကိုချင်းတရားဆိုတာအကြာကြီးပြင်ရတာမဟုတ်ဘူးအခုမလုပ်တော့ပါဘူးလို့ဒါကိုရှောင်လိုက်ပါပြီလို့စိတ်ထဲကဆောက်တည်လိုက်တာနဲ့နှုတ်ကထုတ်ဖော်ပြီးတော့ဆောက်တည်လိုက်တာနဲ့တပြိုင်နက်တော့ကိုချင်းတရားဟာလုံလောက်သွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒီကိုချင်းတရားပြည့်စုံသွားပြီဒါကြောင့်မို့ဆရာတော်ကြီးတွေကအကြံပေးတယ်ရှေးဥစွာသီလစင်ကြယ်အောင်လုပ်ရမယ်သီလစင်ကြယ်အောင်လုပ်တယ်ဆိုတာဘယ်လောက်ကြာအောင်လုပ်ရမယ်ဘယ်နှလလုပ်ရမယ်ဘယ်နှနှစ်လုပ်ရမယ်ဒီလိုမရှိဘူးခုဆောက်တည်လိုက်ရင်အခုချိန်မှာကိုယ့်ကိုစဉ်းစားကြည့်လိုက်ငါဝါသီလဆောက်တည်ထားတယ်ငါစင်ကြယ်နေပြီလို့အာယုံပြုတ်ကြည့်လိုက်တာနဲ့တပြိုင်နက်ငါအခုချိန်ထိဆောက်တည်ပြီးတဲ့အချိန်မှာဘာမှကျူးလွန်ထားတာမရှိဘူးဖောက်ပြက်ထားတာမရှိဘူးငါသီလဟာခုဆောက်တည်လိုက်တဲ့အချိန်ကစပြီးစင်ကြယ်တယ်လို့ပြန်ပြီးတော့အောင်းမိတ်လိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတာဆိုကျေနပ်အားရမှုလေးဖြစ်လာ